ရှစ်ပါးသီလဆိုတာတစ်ပါဏာတိပါဒဝေရာမဏိသိက္ခာပဒံသမာဓိယာမိသူ့အသက်ကိုတတ်ခြင်းမှရှောင်ကျဉ်ရသောသီလပရိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်ရှောက်စောင့်တည်ပါ၏ဖေဟာနှစ်အဒိဏဒါနာဝေရာမဏိသိက္ခာပဒံသမာဓိယာမိပိုင်ရှင်မပေးသောသူတစ်ပါး၏ပစ္စည်းဥစ္စာကိုခိုးယူခြင်းမှရှောင်ကျဉ်ရသည့်သီလပဏိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်ရှောက်စောင့်တည်ပါ၏အရှင်ဖေဟာသုံးအဗြမစတိယာဝေရာမဏိသိက္ခာပဒံသမာဓိယာမိမမြတ်သောနေထုံအကျင့်မှရှောင်ကျဉ်ရသည့်သီလပဏိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်တည်ပါ၏အရှင်ဖေဟာလေးမှုသာဝါဒဝေရာမဏိသိက္ခာပဒံသမာဓိယာမိမဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ကျဉ်ရသည့်သီလပဏိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်ရှောက်စောင့်တည်ပါ၏အရှင်ဖေဟာဟာသူရာမေရယမစ္ဆပမာရဌာနာဝေရာမဏိသိက္ခာပဒံသမာဓိယာမိမေးလျော်ခြင်းအကြောင်းဖြစ်သောမူရစ်စေတတ်သည့်သေရည်တင်ရက်ကိုတောက်စားခြင်းမှရှောင်ကျဉ်ရသည့်သီလပဏိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်ရှောက်စောင့်တည်ပါ၏အရှင်ဖေဟာ6ဝိကာလဘောဇနာဝေရာမဏိသိက္ခာပဒံသမာဓိယာမိနေလွဲညစာစားတောက်ခြင်းမှရှောင်ကျဉ်ရသည့်သီလပဏိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်ရှောက်စောင့်တည်ပါ၏အရှင်ဖေဟာ9နစ္စဂီတဝါရိတဝိတုတဒတနမာလာခဏဝိလေပနဒါရဏမန္ဒနာဝိရုတနာဌာနာဝေရာမဏိသိက္ခာပဒံသမာဓိယာမိအကုသို့များစေသောမကောင်းမှုကိုလည်းဖြစ်စေသောကခုန်ခြင်းတေးသချင်းတီဆိုခြင်းတီးမှုတ်ခြင်းကြည့်ရှုနားဆင်ခြင်းပန်းပန်ခြင်းနှံ့သာလိန်ခြင်းတို့မှရှောင်ကျဉ်ရသောသီလပဏိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်ရှောက်စောင့်တည်ပါ၏အရှင်ဖေဟာရှစ်ဥစ္စာတယနာမဟာတယနာဝေရာမဏိသိက္ခာပဒံသမာဓိယာမိမြင့်မြတ်သောနေရာ၌လျှောက်ဆက်နေထိုင်ခြင်းမှရှောင်ကျဉ်ရသည့်သီလပရိပတ်သိက္ခာပုဒ်တော်အကျင့်မြတ်ကိုကောင်းစွာစောင့်ရှောက်စောင့်တည်ပါ၏အရှင်ဖေဟာ